ပုံမြင်မှာပြည်သက်ကြီးမင်္ဂလာပါကျွန်တော်တို့ပုံမြင်အောင်ဖွဲ့သားတွေကနေအားလုံးကိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ပုံမြင်ကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်စေဖို့အတွက် subscribe နှိပ်ရသေးရင်လည်းနှိပ်သွားပေးခဲ့ပါအောင်နော်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ပုံမြင်လေးကိုစလိုက်ကြရအောင်ဒီနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးရဲ့နာမည်ကတော့မောင်သစ္စာနဲ့မောင်မိတ်စာဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ပေါ့ကွယ်မောင်သစ္စာနဲ့မောင်မိတ်စာတို့ဟာတရွာဒေသတငယ်ချင်းများဖြစ်ကြပါတယ်။တရံရောခါမှာတော့သူတို့နေထိုင်ရာရွာတန်းရှိကိုမိုးခေါင်ပါတယ်။မိုးသည်မိုးဦးသာမကမိုးလယ်နေမိုးနှောင်းပါခေါင်နေတာဖြစ်ပါတယ်။လေရီယာတွေလည်းပျက်စီးဆုံးရှုံးရတာပေါ့။အချို့သည်ရေကြီးရာမျက်နှာရာသို့ပြောင်းရွှေ့ကြပါတယ်။ကိုယ့်ရဲ့ဒေသစာတိမီကိုခင်မင်းတွေ့တာသူများကကုတ်ကတ်နေကြပါတယ်။ထို့ထဲမှာတော့မောင်သစ္စာနဲ့မောင်မိတ်စာတို့လည်းပါဝင်ပါတယ်။တို့ရတွင်သူတို့လည်းတရက်တကြေးတို့ထွက်ပြီးတော့အလုပ်လုပ်ရန်တိုင်ပင်ကြရပါတော့တယ်။မောင်သစ္စာနဲ့မောင်မိတ်စာတို့တိုင်ပင်နေကြောင်းကိုတည်သူများကသူတို့ပါလိုက်ပါကြောင်းဆန္ဒပြုလာကြတယ်။ဒီလိုနဲ့ပဲရွာမှာသူတို့ထွက်ခွာတော့ခါရွာသားတစ်ချိတ်ရှိပါတယ်။ရွာတန်းရှိရွာသားများကလည်းငါးယူစနာခံဝေးသောအရက်မှရှိတဲ့မြို့ကြီးတစ်မြို့ချီကိုရောက်လာကြကမြို့စုမှာရှိတဲ့ဇရပ်တစ်ခုပေါ်မှာတဲခုန်နေကြပါတယ်။စုပေါင်းချက်ပြုတ်ပြီးတော့စားတောက်ကြပါတယ်။ကျေးရွာသားများတို့မြို့ပေါ်တွင်ငွေချန်ရလွယ်ကူပါတယ်။ဖျားရက်တဲ့သူကဖျားရက်ပြီးတော့ရောင်းပါတယ်။ကျိုးကျစ်သူကလည်းကျိုးကျစ်ပြီးရောင်းပါတယ်။တောင်းပလောင်းလုပ်တဲ့သူကတော့တောင်းပလောင်းတွေလုပ်ပြီးတော့ရောင်းတာပေါ့ကွယ်။ဘာမှမလုပ်တဲ့သူကတော့အင်စင်လဲပြီးတော့ထင်းခွဲပေးတယ်။ရေခက်ပေးတယ်။ဒီလိုလုပ်ပေးုံနဲ့စံနဲ့ငပီငချောက်တမကငွေတို့ကြီးစားလေးများပင်ရလာကြပါတယ်။ကုန်တဲ့ပွဲစားတထေးတကြွယ်နဲ့မျက်နှာဝါမျက်နှာမဲလူမျိုးပေါင်းစုံရှိသောမြို့ကြီးပြကြီးရက်မှာငွေရှာရလွယ်ကူပါတယ်။ထို့တူကုန်ခန်းစရာပေါလန်းကလည်းများပြားလာပေတယ်။ပျော်ပါစရာတွေလည်းပေါ်များပါတယ်။စားစရာတွေလည်းပေါ်များခဲ့ပါတယ်။ဒီလိုနဲ့ပဲသတိမရှိတဲ့သူတွေကတော့ရရဆဆဝါမျိုးမျိုးအဖြစ်မှမတက်ဘူးဖြစ်နေပါတယ်။ကျွေအံကြက်ဖဲဝါဒနာပါသူများကတော့လူဆိုးတခုများနဲ့ပေါင်းဖော်မိပြီးတော့ဝေးမျိုးပြများတို့လွင်ပါသွားကြပါတယ်။ရွာတိုင်းကြံခဲ့သောအိမ်သူစတိဟာသစ္စာမဲ့သူမူယောဂဆိုးရပြီးတော့ကွယ်လွန်ကြလေတယ်။မောင်သစ္စာနဲ့မောင်မိတ်စာတို့မှာတော့ထူးဆန်းသောတည်ရစာများကိုမစားပေအရက်ကြက်ဖဲနဲ့ကျွေံကိုရှောင်ရှားပါတယ်ငွေမြန်စုပြီးတော့ရွာတန်းရှိသူမြန်ပြန်နိုင်ရေးအတွက်သာအားပြုနေကြတာပေါ့၃နှစ်မြကြာခဲ့ပြီဖြစ်ပါတယ်ရွာမလာစဉ်ကတကြိတ်ရှိသောရွာတန်းရှိရွာသားများကတော့9ယောက်သာကျန်ပါတော့တယ်တနေ့မှာတော့သူတို့ဟာညသာထမင်းလက်ဆောင်စားရင်းနဲ့တိုင်ပင်ကြပါတယ်တိုင်ပင်တဲ့ကျောင်းရကတော့ရက်ရွာသို့အတူတကွပြန်ရေးပဲဖြစ်ပါတယ်၃နှစ်သုံးမို့ကြာချောင်းခဲ့ပြီးမို့သားများတို့ကိုလည်းလွမ်းဆွတ်နေကြတာပေါ့ထို့ကြောင့်နောက်နေ့မနက်မှာတော့အာယုံတက်မှာထမင်းထချက်ပြီးတော့ခီးထွက်လာကြလေတယ်ထို့နောက်တနေ့နက်မှာတော့ဇေယျအနီးမှဖြတ်တန်းသွားသောလူဆိုးတခိုးများကလည်းဇေယျ၌လူမရှိကြောင်းသတိထားမိကြတယ်ထို့နောက်အချင်းချင်းတိုင်ပင်ကြတာပေါ့ထို့သူများကရွာတန်းရှိရွာသို့ပြန်ကြခြင်းပဲဖြစ်ပါတယ်သူတို့မှာတော့စူဆောင်းထားသောငွေကြီးများပါလိမ့်မယ်ဖြက်လန်းကိုလိုက်ပြီးတော့လူချက်ကြစို့ဟူ၍သဘောတူကြပါတယ်။မကောင်းဆိုးရများသည်ရွာတန်းရှိရွာသို့တွားသောလမ်းတိုင်းမလိုက်ပဲယာတွေ၆တယ်တောအုပ်တွေနဲ့ချောင်းမြောင်းတွေကိုတပင်တပန်းဖြတ်ပြီးတော့လိုက်လာကြတယ်။9ရက်ကြော်လာမိသောအခါမှာတော့ရွာတန်းရှိသို့တွားသောလှည်းလန်းကိုရောက်လာကြတယ်။အချိန်တွေကိုစူးစမ်းကြည့်ကြတာပေါ့။ရွာသို့ပြန်သူများကဖြတ်တန်းမသွားသေးကြောင်းသိကြသဖြင့်နေရာကောင်းမှစောင့်ဆိုင်နေကြတယ်။ဆယ်ရက်မြောင်းနေမှာတော့ရွာတန်းရှိရွာသားများကရောက်လာကြလေတယ်။အိမ်ပြန်လဲဖြစ်ငွေကြီးလဲပါလာတော့ကြောင့်ပျော်နေကြတာပေါ့တချင်းစုသူကဆိုကြတို့ရတွင်မြို့သားမကောင်းဆိုးဝါးများဟာဘွားကနေပေါ်လာတော့ခါမှာတော့မခုခံနိုင်ပဲထွက်ပြေးကြရပါတယ်မောင်သစ္စာနဲ့မောင်မိတ်စာတို့မှာကြောက်တစ်ခုတွင်သို့လိမ့်ကြသဖြင့်မကောင်းဆိုးဝါးများရဲ့ဘေးမှာလွတ်ကင်းလာကြပါတယ်သူတို့ဟာလည်းလဲလန်းမှမသွားဝင်းသဖြင့်ပုံရှုပ်ကွက်ရှုံနဲ့တော်လန်ခီးရနေလာခဲ့ကြတာပေါ့ရရတီတီတခုများကိုစားပြီးတော့ခီးနေခဲ့ကြရာတလားမြကြမှာတော့ရွာနဲ့တ냐အိတ်ခီးသာကွာနေသောနေရာကိုရောက်လာကြပါတော့တယ်။သူတို့နှစ်ယောက်ဟာတောင်ကုန်းတစ်ခုပေါ်မှာထိုညအတွက်အိတ်ဆက်ကြရန်ပြင်ဆင်နေစဉ်မှာတော့မောင်မိတ်စာကမောင်သစ္စာအားဓာဖြင့်ထားခုတ်ပါတယ်။ဟာတကယ်ချင်းဘာဖြစ်တာလဲ။ဘာမှမဖြစ်ဘူး။မင်းမပါတဲ့အသက်ပြတွေကိုငါလိုချင်လို့ကွမောင်မိတ်စာကလက်ဦးနေပြီ။မောင်သစ္စာမှာဒဏ်ရာတစ်ချက်ရထားတဲ့အပြင်လက်တကန်း၌လည်းဓာမရှိဘူးဖြစ်နေပါတယ်။တကယ်ချင်းဟာဟောဒီအသက်ပြထုတ်ကိုယူပါအသက်ကိုတော့ချမ်းသာပေးပါကွာ။အသက်ကိုချမ်းသာပေးရင်မင်းရဲ့အသက်ပြားကိုငါလို့ယူတဲ့အကြောင်းတနေ့မို့တနေ့တော့ပေါ်မှာပဲလीကွာဒါဆိုရင်အခုရောမပေါ်ဘူးလားမင်းလောက်တာကိုဘယ်သူမှမသိဘူးမထင်နဲ့မိုးဘွားငွေလာမင်းကြီးသိတယ်အိုးလာမင်းကြီး
တငယ်ချင်းမောင်မိတ်စာတစ္ဆာဖောက်တဲ့အတွက်ကျွန်ုပ်သိရပါတော့မယ်ကောင်းကင်ကိုမောကြည့်ပြီးတော့မောင်တစ္ဆာကတိုင်တယ်လိုက်ပါတယ်မောင်မိတ်စာကလာမင်းကြီးကိုမောကြည့်ပြီးတော့ရီမောနေပါတယ်ထိုအခါမှာတော့မောင်တစ္ဆာကမောင်မိတ်စာရဲ့ဓာတ်ကိုယူပြီးတော့ဝင်လူပါတယ်ဒဏ်ရာရနေသူဖြစ်တဲ့အတွက်မောင်တစ္ဆာဟာရှုံးသွားတာပေါ့လွန်ခဲ့သော3နှစ်ကရော်ရန်ရှိရွာမှာထွက်ခွာသွားတော့လူတစ်ချိန်နဲ့မောင်မိတ်စာတယောက်သာရွာသို့ပြန်ရောက်လာပါတယ်သူမှာတော့အတပြာငွေကြီးအမြောက်များပါလာတာကြောင့်ခြောင်ကြီးစွာနဲ့စားတောက်နေထိုင်နိုင်နေပါတယ်တို့ရတွင်သူသည်လာပြီးနေသူရောက်တိုင်းလာမင်းကြီးကိုမောကြည့်ပြီးတော့ရေမောနေပါတယ်တစ်ချိန်လည်းမဟုတ်နှစ်ချိန်လည်းမဟုတ်အချိန်ချင်းရေမောတော့ခါဇနီးကအကျိုးချောင်းကိုမေးတာပေါ့ဘာမှမဟုတ်ပါဘူးကွာမသိချင်ပါနဲ့သို့တော်သူသည်လာဝင်းကြီးကိုမောကြည့်ပြီးရေမောမှုကိုကမပြောက်ပါဘူးထိုအခါမှာတော့ဇနီးဖြစ်သူကမရမကမေးပါတော့တယ်တနည်းနဲ့မေးလို့မရလျင်အခြားနည်းဖြင့်လှည့်ပတ်ပြီးမေးမြန်းပါတယ်မေးရများတဲ့အခါမှာတော့မောင်မိတ်စာဟာအဖြစ်မှန်ကိုပြောပြလိုက်လေတယ်ဇနီးဖြစ်သူကစိတ်ကောင်းဝင်တဲ့အခါမှာတော့အော်ငါခင်မို့ဟာငါ့ကိုချစ်လုံးလို့ရာဇဝတ်မှုကိုတော့မှကျူးလွန်ခဲ့ပါလားဒီလိုမျိုးကျင်နာစိတ်ဝင်တာပေါ့ဒီလိုနဲ့စကားများလို့အသားနာတဲ့အခါမှာတော့နင်လူတက်ပြီးရှာကြွေးတာငါမစားဘူးရာဇဝတ်သားကိုမပေါင်းဘူးဒီလိုတွေဖြစ်လာပါတော့တယ်ဒီစကားကိုကြားတော့အင်းကြီးများမှတဆင့်ရွာကောင်းမှတဆင့်မြို့ကိုအထိတည်င်းပြန့်နှံ့သွားတော့အခါမောင်မိတ်စာကိုဖမ်းဆီးစစ်ဆေးလေးပါတယ်ဤသို့ဖြင့်ငွေလာဝင်းကြီးသာတက်တည်ရှိတော်လူတက်မှုသည်ပေါ်ပေါက်ခဲ့ပြီးတော့မောင်မိတ်စာမှာတော့မင်းပြစ်မင်းတန်းကြခံသွားရလေတယ်တို့ဖြစ်သောကြောင့်မိမိလိုဝက်ချက်ကိုဇနီးမယားအားမပြောရဟု၍လူကြီးသူမများကဆိုရိုးစကားရှိခဲ့ကြပေတယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ပုံမြင်လေးကိုအဆုံးလေးနားဆင်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ထပ်ပုံမြင်လေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်နော်ပုံမြင်ပါပရိသတ်ကြီးကိုနောက်ထပ်တင်ဆက်ပေးခြင်းတဲ့ပုံမြင်လေးရဲ့နာမည်ကတော့ငရဲပန်းမပန်းကျင်သူဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ပေါ့ကွယ်ပါနေတီပြည်မှာအလွန်ကြွယ်ဝချမ်းသာတဲ့တထေးကြီးဇနီးမောင်နှံရှိပါတယ်သူတို့မှာဝိနာကဆိုတဲ့သားတစ်ယောက်လည်းရှိပါတယ်တထေးကြီးဇနီးမောင်နှံနှစ်ဦးစလုံးဟာယတနာသုံးပါးကိုကိုးကွယ်အားထားမိခိုရဟု၍စီကပ်ပူဇော်တယ်ငါးပါးသီလကိုမကြိုးမပေါက်အောင်ထိန်းသိမ်းကြပါတယ်ဒါနသီလဘာဝနာကိုလည်းကျင့်ကြံပွားများအားထုတ်ကြတဲ့သူတော်ကောင်းတွေပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့ရဲ့သားဝိနာကတော့ယတနာသုံးပါးကိုတော့ဘာမှမသိရှာဘူးတဲ့ငါးပါးသီလလည်းမဆောင်ထိန်ဘူးဒါနသီလဘာဝနာဆိုရင်လည်းနားမလဲတဲ့လူမိုက်တစ်ယောက်ပဲဖြစ်ပါတယ်ဒီနေ့မှာတထေးကြီးကွယ်လွန်သွားရှာတယ်တထေးကြီးရှိနေတုန်းကတော့ပြောဆိုဆုံးမရခဲ့တဲ့ဝိနာကဟာတထေးကြီးမရှိတော့ပို့ပြီးမိုက်မဲတာပေါ့မိခင်ကြီးကသုံးမစကားပြောတယ်တာလီဝိနာကဒါဟာရာခဲလာသောလူဘဝကိုကုသိုလ်ကံကြောင့်ရရှိခဲ့တယ်ကုသိုလ်ကိုဆက်တဲ့အနေနဲ့အလူဒါနလုပ်ပါဥပိုလ်ဆောင်ပါတီလာဆောက်တီးပါတရားနာပါလူမိုက်ဝိနံကဟာမိခင်ကြီးရဲ့စကားကိုလည်းမနာယူဘူးအမေဒီလိုတွေလုပ်တာကိုကျွန်တော်ဝါသနာမပါဘူးဗျလုပ်လည်းမလုပ်ချင်ဘူးကျွန်တော်ဘာသာအေးဆေးနေပြစီဗျာကောင်းကောင်းဆိုဆိုအမေကျွန်တော်ဘာမှမပြောနဲ့ဒီလိုမျိုးမမထန်ထန်ပြောပါတယ်တာဝိနာကဘလောက်ပဲဆိုဆိုမိခင်ကြီးကတော့ဒီခံတယ်အပြစ်မယူဘူးပြုပြင်နိုင်ဖို့ပဲကြိုးစားတယ်ဒါကြောင့်ဥပုံလေးဒီနေ့မှာတော့တားကိုပြောပါတယ်တားလေးဝိနာကဒီနေ့ဟာထူးမြတ်လာတဲ့လာပြင်းနေ့ဥပုံလေးဖြစ်တယ်ဥပုဆောင်သွားပါလားတားရဲ့အမေဘလို့စကားတွေပြောနေရလဲဗျာဒါမျိုးတွေကိုတားဝါသနာမပါဘူးလို့ပြောပြီးသားလေနားထောင်မှာငါသားရဲ့ဥပုဆောင်သွားရင်မင်းကိုအသက်ပြ1000ပေးမယ်မိခင်ကြီးဟာတားဥပုကြောင့်သွားဖို့အတွက်ငွေပေးပြီးတော့ဆွဲဆောင်လိုက်ပါတယ်အသက်ပြ1000ဆိုတာနဲ့ဝိနာကမျက်လုံးတွေတောင်အယောင်တောက်သွားပါတယ်အသက်ပြ1000ဟုတ်လားအေးဟုတ်တယ်သားရဲ့ဥပုကြောင့်သွားပြီးတော့တီလာဆောက်တီပါတရားနာပါနောက်နေ့မနေ့ပြန်လာတဲ့အခါအသက်ပြ1000ပေးမယ်ကွယ်ဝိနာကဥပုကြောင့်ကိုသွားပါတယ်ဥပုဆောက်ခြင်းလို့တော့မဟုတ်ပါဘူးအသက်ပြ1000ကိုလိုချင်လို့ဖြစ်ပါတယ်ကျောင်းကိုရောက်တော့တီလာယူတယ်တရားနာတယ်ဒါပေမဲ့လာကလေးကအသက်ပြလိုချင်လို့လာတာဆိုတော့ဘာတရားစကားမှနားရဲမဝင်ဘူးပေါ့ကွယ်။အုံနောက်ထဲနှလုံးသားလေးကိုလည်းရောက်ဖို့ဆိုတာတော့ဝေးရောပေါ့။ပြီးတော့တင့်တော်ဝါဇီယပေါ်မှာတနေကုန်တညလုံးအိတ်တယ်။မနေ့လင်းတော့အစောကြီးထပြီးတော့ပြန်လာတယ်။အိမ်ရောက်တော့မိခင်ကြီးကတားလေဥပုမဆောင်စပူးဆောက်တာအရန်စာနေမှာပဲ။ဒီလိုပြောပြီးတော့ယာကုတွေကိုကြိုထားတယ်။ယာကုပူပူလေးစပွဲပေါ်မှာတင်ပြီးတော့အသင့်ဆောင်နေပါတယ်။အမေအသက်ပြ1000ပေးအခုချက်ချင်းပေးမိခင်ကတော့မမြင်ရသေးဘူးအိမ်မော်ကိုတက်တာနဲ့ဝိနံကအော်လာပါတယ်မိခင်ကြီးကပြုံးချူတဲ့မျက်နှာနဲ့သားကိုကြိုတယ်
ပြီးမှပါသားရဲ့လာပါဘိုက်စာနေတယ်မဟုတ်လားရာကုတ်ပူပူလေးအရင်တောက်လိုက်ပါအောင်ကွယ်ဟာမလို့ချင်ဘူးဗျာတပြားထောင်ပဲအရင်ပေးမှာပေါ့ကွယ်ရာကုတ်ရင်တော့မရဘူးဗျာတပြားထောင်အရင်ပေးပြီးမှရာကုတ်ကိုတောက်မယ်မိဘစကားကိုဘယ်တော့မှနားထောင်ဘူးလို့လဲအခုလေမိခင်ကြီးပြောတာကိုနားမထောင်ပြန်ဘူးတပြားထောင်ပေးဖို့အတွက်ပဲစွတ်ပြောနေတယ်နောက်ဆုံးတော့မိခင်ကြီးကပဲလက်လျှော်လိုက်ရတာပေါ့အစင်းသစ်ထုတ်ထားတဲ့အသက်ပြတစ်ထောင်ကိုပေးလိုက်ပါတယ်ဒီတော့မှဝိနာကတယောက်ဟာရာကုကိုအမြန်တောက်ပြီးတော့ငွေထုတ်ပိုက်ပြီးအပြင်ကိုထွက်သွားပါတယ်အမေကျွန်တော်ကုန်အယောင်းဝယ်သွားခြင်းနဲ့ဝိနာကတယောက်သူရတဲ့အသက်ပြတစ်ထောင်နဲ့အယောင်းဝယ်လုပ်လိုက်တာအသက်ပြ3 သိန်းကျော်ရသွားပါတယ်ဒါကြောင့်လောဘစောတက်ပြီးတော့အယောင်းဝယ်သွားဖို့စီစဉ်နေကုန်လေးတစ်စင်းထောင်ပြီးတော့ပင်လယ်သမုဒ္ဒရာကိုဖြတ်ကူတန်းရောင်းဝယ်မှာပဲဖြစ်ပါတယ်ငါသားလေးမင်းဟာအမေရဲ့တူဒီတော်သားလေးပါကွယ်အမေတို့မှာဥစ္စာပစ္စည်းဆိုတာရှာဖို့မလိုတော့ဘူးသားရဲ့မင်းဖေချမ်းထားခဲ့တဲ့ဥစ္စာပစ္စည်းတွေကအမေတို့သားမိဆယ်သက်ထိုင်စားရင်တောင်မှမကုန်ပါဘူးသားရဲ့နောက်ပြီးပင်လယ်သမုဒ္ဒရာဆိုတာကအင်မတန်ရိုင်းဆိုင်နေခက်ခဲကြမ်းတမ်းလို့နဲ့သားအတွက်အန္တရာယ်များလို့နဲ့မတော်ပါနဲ့သားရဲ့မိခင်ကြီးကမျက်ရည်လေးတဆန်းဆန်းနဲ့ပြောရှာပါတယ်ကျွန်တော်သွားဖို့ဆုံးဖြတ်ပြီးပြီအမေဘလို့မှမတားပါနဲ့တော့ဗျာမသွားပါနဲ့သားရဲ့မသွားပါနဲ့မိခင်ကြီးဟာချစ်လာသာသောသားအတွက်စိုးရင်ပူပန်ခြင်းတွေကဖိစီးသွားရှာတယ်ငွေယိုပြီးမသွားဖို့တားမြစ်နေသားရဲ့လက်ကိုမလွတ်စတမ်းကင်ဆွဲထားတာပေါ့ဖဲဗျာဖဲလို့ပြောနေတယ်မဟုတ်လားကဲရိုင်းဆိုင်လာတဲ့ဝိနာကမိခင်ကြီးကိုတွန်းပြီးတော့သူ့လက်ကိုအတင်းဆွဲဆောင်လိုက်တယ်မိခင်ကြီးဟာကျမ်းပြင်ပေါ်ကိုလဲကျသွားရှာပါတယ်ခေါင်းကိုလည်းထိခိုက်သွားမိတယ်သွေးနီရဲရဲတွေမိခင်ကြီးရဲ့ဥကောင်းကစီးဖြာကျလာတာပေါ့ဝိနန်ကမိခင်ကြီးကိုလှည့်မကြည့်တော့ဘူးဒီဖွားကြီးနဲ့ငါနဲ့တော့မဖြစ်ပါဘူးကွာဒီလိုပြောဆိုပြီးတော့စိတ်ကမ်းဘက်ကိုထွက်ခွာသွားတဲ့ကွယ်ဝိနန်ကရဲ့လေဟာသမုတ်တရားထဲမှာရွက်လင့်ပြီးတော့ခီးနှင်နေတယ်ဂျန်တန်နဲ့လေမွန်တိုင်းတွေရက်ဆက်တဲ့လိုင်းလုံးကြီးတွေနဲ့မကြုံရတဲ့အတွက်ဝိနန်ကလိုအားလုံးဟာဝမ်းသာနေကြတာပေါ့ဒါပေမဲ့9 ရက်တိတိပြည့်ရဲ့နေ့မှာတော့ထူးခြားမှုတစ်ခုနဲ့ကြုံကြရတယ်လေအသိရက်ဖွင့်ထားပေမဲ့သူတို့ရဲ့လေဟာတလက်မရွေဘူးတဲ့ကြောက်ချထားတဲ့အတိုင်းသမုဒ္ဒရာရေပြင်ပေါ်မှာရက်တန့်နေပါတယ်ဝိနာကရောလေထိုးသားတွေပါလေကိုသွားအောင်မျိုးမျိုးစူးစမ်းအားထုတ်ကြတာပေါ့အချိန်လေးသာကြာသွားတယ်သူတို့ရဲ့စူးစမ်းမှုကတော့အရာမထင်ဘူးဖြစ်နေတာပေါ့လေကလုံးဝမရွေဘူးဖြစ်နေတယ်ဒီလေပေါ်မှာအာကုတုကန်ကြီးမားတဲ့သူတယောက်ရှိနေတယ်သူ့လေပေါ်ကနေဖယ်ရှားပြစ်မှဒီလေယာလိုဝါခီးကိုစနိုင်မှာဖြစ်တယ်နားလေတကြွနဲ့လေသမားကြီးတယောက်ကပြောပါတယ်အားလုံးကလည်းသဘောတူညီကြပါတယ်သူတို့ဟာအာကုတုကန်ကြီးမားတာဘယ်သူလဲဆိုတာကိုမဲနိုင်ပြီးရွေးချယ်ကြတယ်မဲကို3 ချိန် 3 ခါနှိုက်တယ်3 ချိန်စလုံးဟာဝိနာကကြီးပဲအာကုတုမဲပေါက်ပါတယ်လေပေါ်ပါသူအားလုံးဟာလည်းအသက်ရှင်ဖို့အာကုတုကန်ကြီးမားတဲ့လူတယောက်ကိုလေပေါ်ကဖယ်ရှားရမှာဖြစ်တယ်လေသမားတွေကဝိနာကကိုဖောင်ငလေးတစ်ခုပေါ်တင်ပြီးတော့သမုဒ္ဒရာတဲကိုမျောလိုက်ကြတယ်ဝိနာကရဲ့ဖောင်ဟာသမုဒ္ဒရာရေစီးကြောင်းတိုင်းစားမရှိကျပြန့်တဲ့သမုဒ္ဒရာကြီးထဲမှာနေညမပြတ်မျောနေတာပေါ့နေရက်တွေတနေ့ပြီးတနေ့တရက်ပြီးတရက်ကုံဆုံးသွားခဲ့တယ်ဝိနာကစားတော့ဖို့ထည့်ပေးလိုက်တဲ့အစာရည်စာတွေလည်းတစ်ခုမှမကြမ်းအောင်ကုံသွားရှာပါတယ်အစာငတ်ရေငတ်တံနေဘူးတံတွေကိုမတရုံတမဲခံစားနေရတယ်ဝိနာကတယောက်မိခင်ကြီးရဲ့စကားကိုနားမထောင်ခဲ့မိတဲ့အတွက်ဒုက္ခကြီးစွာနဲ့တွေ့ရပြန်ပါတယ်။ဒီနေ့မှာတော့ဝိနာကရဲ့ဖောင်ဟာကျုံကျုံရဲ့ကမ်းခြေကိုစိုက်ကပ်မိသွားတယ်။ဝိနာကဟာနှုံးကြီးတဲ့ခြေလမ်းတွေနဲ့ကန်းဆက်ကိုတက်လာခဲ့တာပေါ့။ကန်းဆက်မှာဒီရေကျသွားလို့တင်ကြံရစ်ခဲ့တဲ့ငါးတွေပစုံတွေအများကြီးတွေ့ရတယ်။သူဟာတွေ့တဲ့ငါးပစုံတွေကိုအငမ်းမရစားတော့တယ်။အားရင်လည်းအနှဲငယ်ပြေဖြိုးလာတာပေါ့။ဝိနာကဟာကျုံးပေါ်ကိုတက်လာခဲ့ပါတယ်။အဲ့ဒီမှာတန်တန်ကြီးတွေကာရန်ထားတဲ့မြို့ကြီးတစ်မြို့ကိုတွေ့လိုက်ရတယ်။ဝေကောင်းဆားလာတွေဝစ်ဆင်ထားတဲ့မြို့သူမြို့သားတွေဟာပျော်ရွှင်ရီမောစွာနဲ့တွာလာနေကြတာပေါ့။အလုပ်တွေလည်းလုပ်ကင်နေကြပါတယ်။အမှန်တကယ်ကဝိနာကရောက်လာတဲ့မြို့ဟာမြို့မဟုတ်ပါဘူး။မိဘတွေကိုစော်ကားတဲ့ကျေးဇူးမသိပဲပြစ်ထားခဲ့တဲ့သားသမီးတွေကိုအပြစ်ပေးတဲ့ငရဲပုံတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီထဲမှာရှိတဲ့မြို့သူမြို့သားတွေဟာလည်းဒုက္ခဆင်းရဲမျိုးစုံကိုခံစားရပြီးတော့အော်ဟစ်ညီးတွားငိုကြွေးနေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဝိနာကကတော့အထူးဆန်းတွေနဲ့တန်ဆာဆင်ထားတဲ့လှပတဲ့မျိုးတစ်မျိုးလို့ထင်မြင်နေမိပါတယ်။မိခင်ကြီးပေါ်မှာသူပြုတ်ခဲ့တဲ့အာဟုတုကံတွေကိုသူ့ကိုအကျိုးပြီးတော့မှမဟုတ်တာတွေကိုထင်မြင်နေတာပဲဖြစ်ပါတယ်။တနေရာရောက်မှာတော့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အဲဒီလူဟာခေါင်းပေါ်မှာကြီးမားတဲ့ဘရုံမာဂျပန်ကြီးကိုရွတ်ထားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာထူးခြားတဲ့ဝတ်စားတွေကိုလည်းလှလှပပနဲ့ဝတ်ဆင်ထားပါတယ်။
သူ့ရဲ့ခေါင်းကစနကူနှမ်းသားတွေစီးကြနေပါတယ်။သူဟာတာယာချိုရတဲ့သချင်းတစ်ပုဒ်ကိုလည်းတီးဆိုနေပါတယ်။ဝိနကဟာထူးဆန်းလာပါတဲ့လူစီကိုသွားတွေ့တာပေါ့။တကယ်အမှန်တရားကတော့ဝိနကထင်မြင်နေတာတွေနဲ့စန့်ကျင်ဘက်တွေကြီးဖြစ်နေတယ်။အဲဒီလူဟာငရဲခံနေရတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။သူဟာမိဘတွေကိုပြစ်မှားစော်ကားမိခဲ့တဲ့အဖြစ်ကြောင့်တင်တုံးသားဆက်ကိုခေါင်းပေါ်မှာတင်ထားရတာပဲဖြစ်ပါတယ်။တင်တုံးသားဆက်ကလဲနေတယ်။ငရဲကြသူရဲ့ခေါင်းကိုတတိတိလီးနေတယ်။သူ့ကိုယ်လုံးကိုတန်ဆူးကြိုးတွေနဲ့တင်းတုပ်စွာနဲ့ချီနှောင်ထားပါတယ်။သူဟာကြီးစွာသောဒုက္ခတွေကိုခံစားရနေတာကြောင့်အော်ဟစ်ငိုကြွေးနေခြင်းသာဖြစ်ရှာပါတယ်။ဝိနကရဲ့အာဟုတုကံကြောင့်မကောင်းတဲ့အနေဆအာရုံတွေကိုကောင်းမှုနှစ်လိုဖွယ်ရာတွေအဖြစ်မြင်နေရတာပဲဖြစ်ပါတယ်။လှပလွန်းလာတဲ့ဘရိုမာဂျာပန်ကိုပြထားတဲ့အတွက်တင့်အသွင်ပြင်းဟာတကယ်ကိုတင့်တယ်လှပါတယ်။တင်းရဲ့ကောင်းမောကလှပတဲ့ဘရိုမာပန်ကိုကျုပ်အားပေးပါလားမိတ်ဆွေ။ဝိနကငရဲခံနေရသူကိုပြောလိုက်ပါတယ်။ဒါဟာဘရိုမာပန်မဟုတ်ဘူးမိတ်ဆွေ။ငါ့ကိုနှိမ့်ဆက်နေတဲ့တင်တုံးဓာတ်ဆက်တာဖြစ်ပါတယ်။အာကုတုကံဖီစီနေတဲ့ဝိနကတယောက်ငရဲခံနေရသူရဲ့ပြောစကားကိုမယုံဘူးဖြစ်နေတာပေါ့။အမျောတုံတို့ပြီးမပေးချင်လို့ပြောနေတာလားမိတ်ဆွေ။ဝိနကအပြစ်တင်စကားပြောလိုက်ပါတယ်။ငရဲခံစားနေရသူဟာစဉ်းစားမိတယ်။ငါပြုတ်မိတဲ့အပြစ်ဝတ်ကြွေးတွေကြီးတဲ့နေ့ကိုရောက်ပြီးနေတူတယ်။ဒီလူဟာလည်းငါလိုပဲပြီးခင်ကိုရိုက်ဖို့စော်ကားလို့ငရဲခံဖို့ရောက်လာတာဖြစ်မယ်။ကောင်းပြီလေ။ငါကောင်းမောကတင်တုံးဓာတ်ဆက်ကိုပေးမယ်။ငရဲခံနေရသူကပြောပါတယ်။ဒါဆိုရင်လေယူပြီးတော့ဒီလိုပြောပြီးတော့ခေါင်းမောကတင်တုံးဓာတ်ဆက်ကိုဖြုတ်ပြီးတော့ဝိနကရဲ့ခေါင်းမောကိုပြစ်တင်လိုက်ပါတယ်။ဓာတ်ဆက်ကဝိနကရဲ့ခေါင်းမောမှာတင်ပြီးတော့လဲနေပါတယ်။ဝိနကရဲ့ဥကောင်းကိုထပ်တော့အသွားနဲ့လီးဖြတ်နေတာပေါ့။ချင်းချင်းညီရတဲ့သွေးတွေဟာသူ့ရဲ့ခေါင်းပေါ်ကနေစီးကြလာပါတယ်။ဒီပြိုင်ထဲမှာပဲတန်ဆူးကျိုးတွေကလည်းသူ့တကိုယ်လုံးကိုတင်းကျပ်ဆူဝင်အောင်တုံနှောင်လိုက်ကြပါတယ်။အဲဒီချိန်ကျမှသူထင်သလိုပန်းပရုံမှာမဟုတ်ဘဲနဲ့တင်တုံးဓာတ်ဆက်ကြီးဆိုတာဝိနာကတည်သွားပါတယ်။တင်းရဲ့တင်တုံးဓာတ်ဆက်ကိုပြန်ယူပါတော့ဒီလိုအဟွင့်ငိုကြွေးရင်းနဲ့ပြောလိုက်ပါတယ်။ဒါပေမဲ့ဝိနာကရဲ့ပြောဆိုမှုဟာနောက်ကျသွားပြီဖြစ်ပါတယ်။ငရဲခံနေရတဲ့သူဟာအကုသိုလ်ကံကုံဆုံးသွားပြီဖြစ်တဲ့အတွက်ဒီနေရာကနေပျောက်ကွယ်သွားပြီပဲဖြစ်ပါတယ်ကွယ်။အဲဒီချိန်မှာပဲငရဲခံနေရသူတွေကိုလှည့်လည်ကြည့်ရှုနေတဲ့နမင်းကြီးဟာဝိနာကရဲ့အနီးကိုရောက်လာပါတယ်။ဝိနာကနမင်းကြီးကိုမေးမြန်းတယ်။အရှင်နမင်းကြီးကျွန်တော်ရဲ့ဥကောင်းပေါ်မှာတင်တုံးဓာတ်ဆက်ဟာကြီးစွာသောနှိမ့်ဆက်ခြင်းနဲ့ဒုက္ခဆင်းရဲရအောင်ပြုမှုလျက်ရှိပါတယ်။ကျွန်တော်ဟာဘလို့အာကုသိုလ်မျိုးကိုကျူးလွန်ခဲ့ပြီလို့ဒီလိုခံနေရတာလဲအရှင်နမင်းဝိနာကမေးလိုက်ပါတယ်။တင်ဟာညပြလာသောပစ္စည်းဥစ္စာရှိလျက်စဉ်းစားဆင်ခြင်ခြင်းမရှိဘဲအကျိုးမဲ့သောခီးကိုတွားခဲ့တယ်။သားသမီးတို့ကိုထူနိုင်မမီသောမေတ္တာနဲ့ချစ်တတ်တယ်။သားသမီးတို့ရဲ့ကောင်းကျိုးကိုသာလူလာတဲ့မိဘတို့ရဲ့စကားကိုလည်းအမြဲဖယ်ရှားခဲ့တယ်။တင်ဟာယေရှုကြီးမားလာတဲ့မိခင်ကြီးကိုလည်းရိုက်ဖို့စော်ကားပြီးတော့အနာတရားဖြစ်စေခဲ့တယ်။ဒီအာကုသိုလ်ကံဒီကြောင့်ငရဲခံနေရခြင်းပဲဖြစ်တယ်။နမင်းကြီးရဲ့စကားတန်ကိုကြားတော့ဝိနာကဟာနမင်းကြီးကငါပြုတ်ခဲ့တဲ့ကိစ္စအလုံးကိုသိနေတယ်။ငါဒီငရဲကလွမြောက်မဲ့ကာလကိုလည်းအမှန်သိမှာပဲ။ငါမေးကြီးမှဖြစ်မယ်။ဒီလိုစဉ်းစားပြီးတော့နမင်းကြီးကိုမေးမြန်းလိုက်ပါတယ်။အရှင်နမင်းတင်တုံးဓာတ်ဆက်ဟာကျွန်တော်ရဲ့ဥကောင်းထက်မှာမိများအချိန်ကာလကြာမြင့်စွာနဲ့တည်ရှိနေမှာလေ။ဝိနာကတင်ဟာအလွန်ကြမ်းကြုတ်ရက်စက်တဲ့အမှုကိုပြုခဲ့တယ်။ဒီပြစ်ကြောင့်အတိုင်းရှိမရှိသောကာလပတ်လုံးလုံးစွာကြီးစွာသောဆင်းရဲဒုက္ခကိုခံရပေုံမယ်။ကြီးစွာသောဒုက္ခဆင်းရဲကိုထက်ထက်ခါခါအဖန်တလဲလဲခံစားရမှာဖြစ်တယ်။ဒီဓာတ်ဆက်ဟာတင်းရဲ့ဥကောင်းပေါ်မှာအိုးထိန်ဆက်ကဲ့သို့လှည့်လည်ပြီးတော့ဥစွာသောနှိမ့်ဆက်ခြင်းကိုပြုလိုက်မယ်။တင်းအာကုတုကံအကျိုးမကုန်သဖြင့်ကာလပတ်လုံးတင်တုံးဓာတ်ဆက်ရဲ့နှိမ့်ဆက်ခြင်းကနေလွတ်နိုင်မှာလည်းမဟုတ်ဘူး။နမင်းကြီးဟာနောက်ပါချွေရန်နေတဲ့အတူဝိနာကရဲ့အနီးကနေထွက်ခွာသွားခဲ့ပါတယ်။ဝိနာကဟာကြီးစွာသောဆင်းရဲဒုက္ခကိုခံစားနေရင်းနဲ့အော်ဟစ်ငိုကြွေးကြံရိပ်ခဲ့တဲ့ကွယ်။မိဘကိုပြမစော်ကားရင်ငရဲမှာဒုက္ခကြီးစွာခံစားရမှာအမှန်ပဲဖြစ်ပါတယ်။ပုံမြင်လေးရတော့ဒါပါပဲကွယ်။ပုံမြင်လေးကိုအဆုံးထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပုံမြင်လေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါစို့ဗျာ။